high corky နပ်ဖြုတ်ကံမနော်သူကကြတော့သူ့ model နံပါတ်ကကြတော့ WR18DJ ပေါ့နော် WR18DJ သူကအဖြုတ်ကကြတော့600 Nm ပေါ့နော်အချက်ကကြတော့400 Nm သူကစပစ်က၄ချက်ချင်လို့ရပါတော့အချက်မှာပေါ့နော်2 3အဲ့ဒါတို့အချက်ပေါ့အချက်မှာကျတော့ auto stop လည်းရှိတယ်ပေါ့နော်သူချက်တော့ရင်auto ရက်တဲ့ဟာပေါ့နော်ပြုတ်ကကြတော့ auto stop အဖွင့်ပိတ်လုပ်လို့ရတယ်အဲ့လိုပေါ့နော်သူအဖြုတ်မှာ auto stop ကကြတော့သူတခြားကန်းနဲ့မတူဘူးเนาะသူကခဏရက်သွားမယ်ပြီးရင်စပစ်နီးလေးနဲ့ပြန်နေမှာပေါ့နော်ဒါသူရဲ့အဖြုတ်ရဲ့ auto stop ပေါ့နော် WR18DJ ပေါ့နော်ဒီစားတော့မဆိုးပါဘူးရုံးကတော့အလဲလက်လောက်ပေါ့နော်အိမ်သုံးကားတွေကကျတော့100 Nm ကနေ150 Nm အထိပါနော်တိုက်ကားပါနော် 4 way တိုက်ကားဆိုရင်တော့150 Nm လောက်ပိုကောင်းပါနော်ကျွန်တော်ချိန်ထားတာ150 Nm ပါနော်သူအတန်မီတိုင်းကြက်ပြီပါနော်用它的血，但သူရဲ့ auto stop ပေါ့နော်တခြားလည်းတော့မတူအချက်မှလည်း auto stop ဖြစ်ပါနော်我这种它。